for all to see. Then switch it up and treat me right. You promised sun, will you bring rain? I still love. ကိုယ့်ရဲ့တနေ့တာကိုကောင်းမွန်စားခြင်း music တစ်ခုတော့ကောင်းလို့ရတယ်။ကိုယ့်ရဲ့ဒီနေ့ energy ကဘာလဲဆိုတာပေါ်မူတည်ပြီးတော့ကိုရွေးချယ် music ကကိုယ့်ရဲ့တနေ့လုံးကိုမောင်းနှင်ပေးလိုက်မယ်။ Okay ဒါကျွန်တော်ကယုံကြည်ရပါတော့။အလို့စားရောက်ပြီဆိုတာနဲ့ကျွန်တော်ပထမဆုံးလုပ်ရတဲ့အလုပ်ကပါလဲဆိုတော့ဒီ post တင်တာပေါ့နော်။ကျွန်တော်တို့ဆိုင်ကမြန်မာစားတော့ဆိုင်ဖြစ်တဲ့ကြောင့်မလို့နေ့တဲ့ပိုင်းနေဆိုရင်မြန်မာထမင်းဒီ set တွေရောင်းတယ်။အဲဒီ set တွေအတွက်ကို Facebook မှာpost တင်ပြီးတော့အဲ့လေးအရင်ဆုံးလုပ်ရတယ်ဆိုတော့အဲ့ပြီးသွားအောင်မှာကျွန်တော်ဟာကိုလုပ်တယ်ပေါ့နော်ဆိုတော့အဲ့ဟာကိုကျွန်တော်တစ်ခါရဲအောက်မှာပဲဓမုံရိုက်တယ်ပြီးရင် post တင်ဖို့အတွက်တစ်ခါရဲလုပ်လိုက်တယ်ဒါပြီးသွားပြီဆိုရင်နောက်ပိုင်းကျွန်တဲ့ test တွေကကျွန်တော်လုပ်ထားတဲ့ to do list တန်းဆက်သွားရုံပဲဟေးအခုပုံမှန်ထိုင်ကောင်မှာပြန်ထိုင်နေရတယ်ပေါ့နော်။နောက်ကတော့လည်းဟိုရှောက်တော့ဒီရှောက်လုံးနေအဓိကဒီနေ့ကျွန်တော်လုပ်ခဲ့တဲ့ဒီကလုပ်ရတဲ့ KG ရဲ့ဟာကြီးပေါ့နော်ဒီနေ့တော်တော်လုပ်ဖြစ်သွားတယ်ပထမတစ်ခုကတော့ကျွန်တော်ကို KPI ပြန်ပြီးတော့ tracking လုပ်ဖို့အတွက်ပြန်ထုတ်ထားတဲ့ဟာကြီးပြီး daily chat list တွေကိုကျွန်တော်ထုတ်တယ်ပေါ့ဆိုတော့အရင်အလုပ်တွေမှာလည်းအဲ့လိုမျိုးပြဿနာတစ်ခုရှိတယ်ပြဿနာဘာလဲဆိုတော့ကိုကclient တွေကိုအားနာပြီးတော့တခြားပေါ့နော်ကိုလုပ်ပေးနေတယ်အားနာပြီးတော့လုပ်ပေးနေကိုယ့်ရဲ့ KPI မပြည့်ရဲ့အချိန်မှာဒါ performance မတက်ဘူးလို့အဲ့ဒီဟာတစ်ခုရှိရောเนาะအဲ့ဒီပြဿနာတစ်ခုရှိတယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်ကိုပြန်ပြီးတော့အဲ့ဒီလိုမျိုးတော့မခံရအောင်ကိုယ့်ဘာကိုပြန်ပြီးတော့ cover လုပ်တဲ့သဘောရယ်ပြီးကိုလုပ်နေတဲ့ဟာကိုပို့ပြီးတော့စနစ်ကျစေချင်တာအဲ့ဒါမို့လို့ဒီမှာcheck list ပေါ့နော်အဲ့ဒီနေ့ဖိုင်လောက်အောင်လဲဆိုတော့ check list ကိုထုတ်ထားတယ်အဲ့တော့ပါလဲဆိုတော့content posting time နေပါတယ်ပါလဲဆိုရင် content posting time ပါတယ်ဆိုဒီကောင်ပါလဲဆိုတော့ဒီချိန်မှာကကျွန်တော်ပုံမှန်ဒီဆိုင်မှာနေ့လည်စာ set ပုံ posting လေးရှိတယ်အဲ့တစ်ခုရယ်နောက်တစ်ခုကကျတော့ content နောက်တစ်ခုကိုဘယ်ချိန်မှာရအောင်တင်ရမယ်ပေါ့နော်ဒီလို views တင်မယ်ဆိုရင်ဘယ်ချိန်အကောင့်ဆုံးလဲပေါ့နော်အဲ့ဟာကို research လုပ်ပြီးတော့ထည့်ထားနောက်တစ်ခုကကျတော့ဒီ daily story plan ပေါ့နော်ကျွန်တော်ကဒီ Instagram ဘက်ကိုသွားတဲ့အတွက်ကြောင့်မို့လို့ဒီ story လုပ်တယ်အဲ့ဒီမှာဒီ story ထဲမှာဘာပါလဲဆိုတာထည့်ထားနောက်တစ်ခုကကျတော့ဒီ on site ပေါ့နော်ကျွန်တော်ကဒီအလုပ်လာရရှိရအလုပ်မလာရရှိရဒါကကျွန်တော်အလုပ်လာရမှာဘာလို့အောင်လဲဆိုတဲ့ဟာကိုဒီမှာထည့်ထားဒါလည်းလောက်ကိုအိမ်မှာနေမယ်ဆိုတာလည်းလောက်ရပါတော့เนาะပြီးနောက်တစ်ခုကကျတော့content calendar content calendar ကိုပုံမှန်ဘယ်နေ့မှာလောက်ရမလဲပြီးရင်ဥပမာ20နဲ့22ရက်နေ့ဆိုရင် idea version လုပ်ပြီးတော့23 25မှာ draft လုပ်ပြီးတော့ approve တောင်းရမယ်ပေါ့ပြီးနောက်တစ်ခုကကျတော့ဒီ report ပေါ့เนาะ report ကိုဒီလာတန်း1ရက်နေ့ကနေ3ရက်နေ့အတွင်းအမှာ computer analysis ပါမယ် တော့ engaging post တွေပါမယ် okay ဒီအောင်ကျွန်တော်လုပ်ထားတယ်ဒီကတော့ကျွန်တော်ခုနကပြောလို့ပဲကိုပြန်ပြီးတော့ cover လုပ်နိုင်ဖို့ရယ်လက်ရှိလုပ်ပေးနေအလုပ်မှာလည်း performance လေးကိုပို့ပြီးတော့ကောင်းထွက်အောင်လုပ်ရပေါ့နော်အဓိကကြီးရတဲ့ကတော့အဲ့ဒါနဲ့လုပ်ခဲ့ရပါပေါ့နော်အခုလက်ရှိကတော့ရိုက်ရှာရှိအောင်ရိုက်ထားရပေါ့နော်တစ်ဖက်မှာလည်း PC ဖြစ်နေကြဆိုတော့အခုလက်ရှိတော့တက်တော့ edit လုပ်နေ video edit လုပ်နေတော့ကျွန်တော်ရဲ့အဓိက position က marketing content creator ဆိုတော့ဒီ marketing နဲ့ပတ်သက်တဲ့ဟာရယ်ပြီး content နဲ့ပတ်သက်တဲ့ဟာရယ်ကိုအဓိကလုပ်ရပါဘောနော် content ဆိုအကုန်ပါsocial media ဖြစ်တဲ့ဒီ TikTok တို့ Facebook တို့အဲ့ဒီ video ရဟာပါ Okay အဲ့ဆိုအဲ့တော့ဆက်လုပ်လိုက်အောင်နော် Press the backs of our hands together. It's still wet, so the ink should transfer. Meet me at the side door. We'll sneak onto the main floor. All night, let's take a shot. Keep moving and we won't get caught. Take the long way home. Tonight we're free to roam.
we're never coming down. Never coming down. No, we're never coming down. Welcome back အိမ်ရောပြန်ရောက်လာပါပြီအိမ်ပြန်ရောက်တဲ့အချိန်က23နာရီ29မိနစ်ပါ23နာရီ29မိနစ်အိမ်ပြန်ရောက်လာပါပြီကျွန်တော်တနေ့တာမှာတချို့နေ့ရာစောရယ်တချို့နေ့ရနောက်ကျရယ်ဘယ်လိုနေ့ဆိုရင်စောရဲဆိုရင်ဘတ်စကာကသူကဟိုပုံမှန်တွားနေတဲ့လမ်းတွားကားတစ်စီးရှိပြီးတော့ highway ပေါ်တက်တဲ့ကားတစ်စီးရှိပြီးွားရင်BDS လမ်းကြောင်းအတိုင်းတွားရဲ့ကားတစ်စီးရှိအဲ့3စီးရှိအဲ့3စီးတဲ့ကဘယ်အမြန်ဆုံးလဲဆိုတော့ highway ပေါ်တက်တဲ့ကားအမြန်ဆုံးပဲhighway ပေါ်တက်တဲ့ကားကိုစီးမိသွားရင်အိမ်ကိုစောပြန်ရောက်တဲ့highway ပေါ်မသွားဘဲနဲ့ရိုးသွားတဲ့ကားကိုစီးရင်အိမ်ကိုတနားခွဲတော့နောက်ကျပြီးပြန်ရောက်တယ် highway ပေါ်သွားရင်နိုင်ဝက်လောက်နဲ့ရောက်တယ်ပြီးတော့အဲ့အစိမ်းလိုက်တောက်လျှောက်သွားတဲ့ကားအဲ့ကားကိုစီးမိလို့တော့အဲ့တော့နောက်ချမှပြန်ရောက်တာပဲဒီနေ့အဲ့ကားကိုစီးမိရအဲ့တော့နောက်ချမှပြန်ရောက်လာပေါ့နော်မြင်တဲ့အတိုင်းပဲတော်လေးရမနေ့ပြန်ကအလုပ်သွားကြမလို့ဘူးအိမ်မှာပဲလုပ်ရမှာ work from home ပေါ့နော်အလုပ်ကအဲ့လို work from home ပေးထားတယ်အလုပ်ကအဲ့လို work from home ပေးထားတဲ့အတွက်ကြောင့်မို့တော်တော်လေး flexible ဖြစ်တယ်ကျွန်တော်အလုပ်လုပ်ရတယ်တော်တော်လေးအဆင်ပြေပေါ့နော်အခုရောညာဘိုက်တော်စားနေရဘာလို့လဲဆိုတော့အခုရောညာဘိုက်တော်စားနေရမစားဘူးလို့ထိန်းထားခြင်းပေမဲ့လည်းကားစီကတော်တော်ပင်မဲ့ပြီးဘိုက်ကတော်တော်စားနေရအဲ့တော့ဘာမှလာလဲဆိုရင်ခရုဟောက်ဆွဲမှာရတယ်ဒီနေ့ညအတွက်ဒီတနေ့ကိုပင်ပန်းထားရအတွက်ကိုခရုဟောက်ဆွဲလေးကျွေးနဲ့ကုံဆုံးမယ်ပေါ့နော်ခရုဟောက်ဆွဲအောင်မှားလာတယ်အစားရောဈေးသွားမယ်ပေါ့နော် cloud တိန်သွားပြီးတော့ဘာသာထုတ်လို့စားမယ်ပေါ့ဒါပေမဲ့အောက်ဆေးမိုးအတွက်အပြင်းထွက်တော့မှရှိရမိုးရွာနေတာပြီးတော့အိမ်မှာပြန်နေလိုက်တာမသွားဖြစ်တော့ခရုခေါက်ဆွဲလမ်းမှာလာနေပြီမှားတာရယ်ခရုခေါက်ဆွဲရောက်ရင်ခရုခေါက်ဆွဲစားမယ်ပြီးရင်ရုပ်ရှင်လေးပါကြည့်ပြီးတော့ဒီနေ့အိတ်တော့မှာမနေ့ပြန်ကြရင်တော့ work from home plus နောက်ထပ် activity တစ်ခုရာလူလူအခြေအနေကောင်းရင်တော့ demonstrator ဖြစ်ဖြစ်လုပ်မယ်ပေါ့နော်အဲ့လိုမှန်ထားတယ်ဒီနေ့ကတော့ဒီနေ့ကတော့ marketing ဒီနေ့ကတော့ F&B marketing content creator တယောက်ရဲ့ daily life ဖြစ်ပါတယ်အလုပ်ကနည်းနည်းဝေးနေရလွယ်ရင်ကျန်တာကအားလုံးစင်ပြေရဲ့လောက်ရရော position ရော salary ရောအကုန်လုံးစင်ပြေရဲ့ကျွန်တော်ကရန်ကုန်မှာလည်းကဒီ content writer အနေနဲ့ digital marketing field မှာလုပ်လာတာပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ထိုင်းမှာလှုပ်ရှားရအဲ့လောက်ထိရောမခက်ဘူးပေါ့နော် experience ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြီးတော့ထိုင်း company မှာဒီထိုင်းအလုပ်တွေမှာရှောက်ဘူးပဲကျွန်တော်အလုပ်လုပ်နေတာကြောင့်လုပ်နေတာမြန်မာဆိုင်အဲ့ဒီမြန်မာဆိုင်မရခင်မှာလည်း interview တွေပါရရတယ်ဒါပေမဲ့ကျွန်တော်ကမြန်မာဆိုင်ကိုရွေးရပေါ့နော်ဘာလို့လဲဆိုတော့ကိုမြန်မာလူမျိုးအချင်းချင်းဖြစ်တာရယ်ပြီးွားရင်မြန်မာစားတောက်တွေကိုမြန်မာစားတောက်ဆိုင်တွေကိုပို့ပြီးတော့try ချင်တာ challenge လုပ်ချင်တာကြောင့်မို့လို့မြန်မာစားတောက်ဆိုင်ကိုအဓိကရွေးဖြစ်တာပေါ့နော်နောက် content တွေမှာနောက် vlog တွေမှာအလုပ်နဲ့ပတ်သက်ပြီးတော့ကြုံလို့လဲ sharing လုပ်ပေးပါမယ်ပြီးရင်ကျွန်တော်တကယ်လို့ဒီmarketing content creator စာရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်အဲ့ဒီဟာနဲ့ပတ်သက်တဲ့ skill တွေကိုသိချင်တာပဲဖြစ်ဖြစ်တခုခုနားမလဲလို့ဖြစ်ဖြစ်ကိုဒီလောကထဲကိုစဝင်ခြင်းလို့ပဲဖြစ်ဖြစ်သိချင်လဲcomment မှာမေးထားခဲ့လို့ရရဲဒါမှမဟုတ်ရင်ကျွန်တော်ရဲ့ bio မှာရှိရဲ link ထွေးတဲ့ဝင်ကျွန်တော်ရဲ့ social media တစ်ခုဖြစ်တဲ့ Instagram Telegram Facebook တော့ကျွန်တော်တိတ်မသုံးဖြစ်ဘူးInstagram မှာပို့ပြီး active ဖြစ်တဲ့လာမေးလို့ရတယ်ကျွန်တော်တေချာလေးရှင်းပြပေးမယ်ကဲနောက်ထပ်
vlog တွေမှာပြန်တွေ့ပါမယ်ဒီနေ့ရောခရီးခေါက်ဆွဲလေးနဲ့ကိုကိုကွန်ပျူတာနဲ့ကုန်ဆုံးပါအောင်မယ်ဒီနေ့အတွက်ကျေးဇူးများတင်ပါတယ်ဘာလို့ကျေးဇူးတင်လဲဆိုတော့ပထမဆုံးအလုပ်ကောင်းကောင်းမွန်မွန်လုပ်ခဲ့ကိုကျေးဇူးတင်ပါတယ်ပြီးရင်ဒီဗီဒီယိုကိုကြည့်ပေးနေတဲ့လူတွေကိုကျေးဇူးတင်ပါတယ်channel ကအရင် active ဖြစ်ဘူးနဲ့ content ကိုလည်းပြောင်းလိုက်တာမို့လို့ channel ကို subscribe လုပ်ပေးထားကြပါဦးbye bye